ငှက်တွေစွန့်လွတ်လိုက်တဲ့ဟာပေါ့နော်သူတို့အသုံးမပြုတော့တဲ့ငှက်တိုက်တွေကိုပဲခွာရင်းဖြစ်တဲ့အတွက်ဒီလုပ်ငန်းကလည်းတိကျအကုသိုလ်လည်းမဖြစ်ပါဘူး။နောက်ငှက်တွေကပေါက်လာပြီးမဒန်းလေးတွေဖြစ်နေတယ်သူက8လလောက်ဆိုသူတို့ကရှင်းပြောရင်ပေါ့တော့ဟိုအရွယ်ရောက်တဲ့ငှက်တွေဖြစ်သွားတဲ့အတွက်ငှက်ရဲ့ပွားနှုန်းကများပါတယ်ခင်ဗျ။များတဲ့အတွက်မွေးတင်တဲ့လှုပ်တင်သောစီဝိုင်းတစ်ခုလို့လည်းကျွန်တော်သုံးသပ်ပါတယ်။ငှက်အိမ်ကိုကျွန်တော်2019ခုနှစ်ဒီဇင်ဘာမှာကျွန်တော်စဖွင့်ပါတယ်။မဖွင့်ခင်တိဆောက်ရေးကာလကကျွန်တော်4လလောက်တိဆောက်ရပါတယ်။24ပေပေ60ရှိတော့နှစ်ထပ်အဆောက်အဦဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်ကအုံနိုင်ရန်တစ်ထပ်ရဲ့အထဲမှာ6လက်မှချပြီးတော့ရိုးဘုတ်ပြားတစ်ထပ်နှစ်ထပ်ထားပါတယ်။ငှက်ဝင်ဖို့အတွက်ငှက်ဧကန်းပေါ့နော်။ living room ကိုတတ်ကျွန်တော်ကတလွှာလေးမြင့်ပြီးမှငှက်ဝင်ပေါက်ထားပါတယ်။ဒီစုစုပေါင်းကုန်ကြစရာကျွန်တော်300လောက်ဖြစ်ပါတယ်။အခုတော့ဈေးနှုန်းတက်သွားရင်တော့ကုန်စည်နှုန်းပုံမူတည်ပြီးတော့များမှလို့ဖြစ်ပါတယ်။ဒီစုံနဲ့တည်းရဲ့သဘာဝကတော့သူတို့ကလေထဲမှာပဲပြန်တန်းပြီးတော့လေထဲမှာရှိတဲ့ရေငွေ့တွေနောက်လေထဲမှာရှိနေတဲ့ insect တွေပေါ့နော် insect မျိုးစုံသူတို့ကစားသုံးပြီးတော့ရှင်သန်တဲ့ငှက်မျိုးဖြစ်ပါတယ်။သူတို့မွေးရင်တော့မူရင်းသဘာဝကတော့သူတို့ကြောက်ဆောင်တွေမှာရှိတဲ့လှိုင်ကူတွေမှာရှင်သန်ပြီးတော့နေထိုင်တဲ့ငှက်မျိုးဖြစ်တဲ့အတွက်လှိုင်ကူနဲ့သဘာဝတူသောကျွန်တော်တို့ငှက်အိမ်ကိုစောက်ပေးဖို့အဓိကလိုအပ်ပါတယ်။လှိုင်ကူနဲ့သဘာဝတူဖို့ဆိုတာလှိုင်ကူတဲ့သဘောအရလှိုင်ကူတွေကကြောင်ကြတယ်မဲမှောင်တယ်ရေငွေ့တွေရှိတယ်အောက်မှာရေရှိတယ်နောက်တစ်ခါတော့သူဆူဆွတ်တာပေါ့နော်ဆူဆွတ်တယ်နည်းနည်းအမှောင်ကြီးဖြစ်နေရမယ်နောက်တစ်ခါလူတူနဲ့ဝေးတဲ့နေရာပေါ့အဲ့လိုကြိုက်တဲ့အတွက်ကျွန်တော်တို့ငှက်အိမ်ကိုစောက်တဲ့အခါမှာလည်းလှိုင်ကူနဲ့တူသောငှက်အိမ်ကိုစောက်တဲ့အတွက်ကျွန်တော်တို့ငှက်အိမ်ကိုအနည်းဆုံးနှစ်ထပ်တော့ကျွန်တော်တို့ကာပေးတယ်ခင်ဗျနှစ်ထပ်ကာခြင်းအဖြစ်အပူချိန်ထိမ့်ပါတယ်နောက်တစ်ခါရေငွေ့ဒီဖြစ်အောင်တက်လဲကျွန်တော်တို့ရေငွေ့မှုတ်ဆက်ကိုသုံးပါတယ်နောက်တစ်ခါသူတို့ကလူတွေနည်းနည်းမှောင်တာရယ်လူတွေနဲ့ဝေးတဲ့ဟိုလိုင်ကြီးတွေမှာစောက်တဲ့အတွက်ကျွန်တော်ငှက်အိမ်ကိုလည်းလူဝင်လွန်ထွက်ကျွန်တော်တို့တတ်နိုင်တော့မလုပ်ပါဘူးစောက်ရှောက်မဲ့လူလောက်ပဲဝင်တယ်အထဲမှာအန်ဒီရပေးတဲ့ကြွက်တူအိမ်မြောင်တို့တောက်တဲတို့အဲ့ဒါတွေမရှိအောင်စောက်ရှောက်ပေးတယ်နောက်ကျနေတဲ့ငှက်တွေကောက်ပေးတယ်စောက်ရှောက်တဲ့လူကလည်းကျွန်တော်တို့တစ်ပတ်မှတစ်ခါဝင်ခိုင်းပါတယ်အဲ့ဒီအချက်လက်တွေပြင်ကျွန်တော်တို့ကအပူချိန်ဒီဂရီပေါ့နော်29ဒီဂရီတဲ့မကျော်အောင်အမြဲတမ်းထားပါတယ်နောက်တစ်ခါ moisture ကိုလည်း85နဲ့90ကြားအမြဲတမ်းဖြစ်အောင်ထားပါတယ်။နွေရာသီမှာအဲ့ဒါတွေကျွန်တော်မလုပ်ပြနိုင်တဲ့ခါကျရင်ဟိုငှက်တိုက်တွေကခြောက်ပြီးတော့ကွာကြတာတို့ဟောပါသူတို့မကြိုက်တဲ့ခါကျတော့သူတို့ကိုငှက်အိမ်စွန့်ခွာမှာကြောက်တဲ့အတွက်သူတို့ရဲ့သဘာဝကိုတတ်နိုင်ဆုံးနိဆောင်ကိုကျွန်တော်တို့စောက်ပေးခြင်းဖြင့်ဒီငှက်တွေပျော်သောငှက်အိမ်ဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးရပါတယ်ခင်ဗျ။သူကသူတို့မြန်မာလိုပဲပြောရမှာဆိုသူတို့သတွေးလေးတွေနဲ့သူတို့စောက်ပါတယ်။ဒါလည်းသဘာဝအပေးတဲ့ဒီငှက်တွေရဲ့သဘာဝပါပဲ။သူတို့လေကြောင်းမှာတီးခြားလေးရှိတဲ့ cream သတွေး cream နဲ့စောက်တယ်။ဒီငှက်တိုက်တစ်ခုကိုသူတို့တီးဆောက်ချိန်ရယ်ပြီးတော့ဥတယ်ဥတာတစ်လုံးတော်၎င်းနှလုံးတော်၎င်းဥတယ်နောက်သားကောင်လေးတွေပေါက်တယ်သားပေါက်လေးတွေပေါက်ပြီးတော့သားပေါက်လေးတွေဟာဒီဟာကိုဆုံးခွာဖို့အတွက်ကိုအချိန်တစ်ခုယူရပါတယ်အဲ့ဒါအမွှေးတောင်စုံမှဒီသားပေါက်လေးတွေဟာဒီငှက်တိုက်ကိုဆုံးခွာပါတယ်အဲ့အတွက်ကျွန်တော်လေးလာသမျှကတော့စောက်တင်မှာရောလက်တွေ့ရောဆိုရင်လေးလနဲ့လေးလခွဲလောက်အချိန်ပေးရပါတယ်ကျွန်တော်တို့ကလည်းစဥပြီးဆိုတာနဲ့ဟိုအမှတ်သားလေးနဲ့မှတ်ထားပါတယ်စာဥတဲ့ငှက်တိုက်ကိုမှတ်ထားပြီးတော့နောက်တစ်ခါတလားနလားကြာလို့ဒါအောင်မှန်တဲ့ကြီးလို့ဘာဥမှမရှိတော့ဘူးအကောင်လည်းမရှိတော့ဘူးဆိုမှကျွန်တော်တို့ခွာယူတဲ့အတွက်ငှက်တွေစွန့်လွတ်လိုက်တဲ့ဟာပေါ့နော်သူတို့အသုံးမပြုတော့တဲ့ငှက်တိုက်တွေပဲခွာယူခြင်းဖြစ်တဲ့အတွက်ဒီလုပ်ငန်းကလည်းတိကျအကုသိုလ်လည်းမဖြစ်ပါဘူးငှက်တွေအတွက်သူတို့စွန့်လွတ်လိုက်တဲ့ငှက်တိုက်တွေပဲကျွန်တော်ခွာခြင်းဖြစ်တဲ့အတွက်သူတို့အတွက်လည်းတိုက်ရှိလုပ်ပေးလို့တော့ဖြစ်ပါတယ်ကျွန်တော်တို့လေးလာသမျှပေါ့နော်ဒီအခုငှက်တန်တွေကြားနေရတယ်ဆိုတာဒါဇီဝဇူးငှက်ရဲ့အတန်ကိုပဲဖမ်းပြီးမှကျွန်တော်တို့အတန်ဟိုဆောင်းကိုထုတ်လုပ်ခြင်းဖြစ်တယ်ငှက်တွေသဘာဝကကျွန်တော်သူဘယ်မှာပဲတွေ့ပါတကောင်နဲ့တကောင်လုံးဝမတူဘူးခင်ဗျကြီးကန်းရဲ့အော်တန်စက်တူရဲ့အော်တန်ဇရဲရဲ့အော်တန်စာကလေးအော်တန်ပေါ့နော်ဒီဇီဝဇူးရဲ့အော်တန်ဆိုတာမတူတဲ့အတွက်ဇီဝဇူးငှက်တန်ဖွင့်ဇီဝဇူးငှက်ပဲလာတယ်ခင်ဗျချက်ကက်တွေမလာပါဘူးအဲ့ဒါတော့သူသဘာဝအတိုင်းပဲပေါ့နော်အဲ့ဒါကြောင့်မို့ဇီဝဇူးငှက်တန်လေးကိုဆောင်းမောက်ကောင်းကောင်းနဲ့ဖွင့်ပြီးလို့ရှိရင်အတွင်းပြင်ပေါ့နော်ဒီငှက်တွေလာနေချင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ငှက်အိမ်ကိုတိဆောက်တဲ့အခါမှာပတ်လည်မှာကျွန်တော်ရေမြောင်းထားတာတော့ဒီငှက်တိုက်ကိုဒီ insect တွေတော်တော်ကြိုက်တယ်
ပျောစိတ်ပိုးဟအိမ်မြောင်တောက်တဲ့နောက်အရေးကြီးဆုံးတော့ကြွက်လဲစားတာပဲဒီအပေါက်လေးတွေနောက်တစ်ခုကဇီးခွက်ခင်ဗျာဇီးခွက်ကညမှထွက်ပြီးတော့သူကဒီငှက်အိမ်နဲ့ဝင်လိုက်ပြီးဆိုရင်ငှက်သားပေါက်တွေလည်းတော်တော်စားသုံးခြင်းခံစားရပါတယ်အဲဒါကြောင့်ကျွန်တော်ငှက်ဝင်ပေါက်မှာငှက်တွေအားလုံးဝင်အိပ်ပြီးဆိုရင်စလိုက်မီကြီးထိုးထားပါတယ်ဇီးခွက်မဝင်အောင်ပေါ့နော်အဲ့လိုကာကွယ်ထားပါတယ်အဓိကဇီးခွက်ဝင်သွားပြီးဆိုရင်ဇီးခွက်ရဲ့တဘာဝကသူအသားစားတဲ့အတွက်ဒီငှက်ပေါက်လေးကိုစားပါတယ်စားပြီးရင်ဒီငှက်တွေလန့်တယ်အဲ့ဒါကြောင့်မို့အဓိကဇီးခွက်မဝင်အောင်ကြက်မဝင်အောင်ကျွန်တော်တို့တေချာကာဗာလုပ်ထားပါတယ်ခင်ဗျအဓိကသိထားမဲ့ချက်ကတော့သူ့ကိုမြေနေရာရွေးချယ်ရမို့တိဆောက်တဲ့ငှက်အိမ်ကသူကလူနေရက်ွက်ထဲမှာလူနေစိတ်တဲ့ရက်ွက်မှာမွေးလေအစင်မပြေဘူးဆိုတော့ငှက်တန်နေပါရင်လည်းပတ်ဝန်းကျင်အနောက်ရှက်ဖြစ်တတ်ပါအဲကြောင့်မြို့စွန်တို့လေကွင်းအဆက်တို့ဘယ်လိုပေါ့နော်လူနဲ့ဝေးတဲ့နေရာပေါ့ရက်ွက်အစွန်အဖျားကျတဲ့နေရာမှာရွေးချယ်ရမယ်နောက်တစ်ခါငှက်အိမ်ရွေးချယ်တဲ့နေရာမှာသူ့ရဲ့စကြက်ခေါ်တာပေါ့စကြက်ကသူကလေကွင်းတွေရှိရမယ်နောက်ရေကန်တွေရှိရမယ်နောက်တော့တိုးတောင်တဘာဝလို့ပုံကျွန်တော်ငှက်အိမ်ဥမာပြောရရင်တော့အရှိဘက်မှာရိုးယူကန်အကြီးရှိတယ်ရိုးယူကန်ရဲ့သဘောကတစ်တော်သဘောလဲပတ်လည်မှာရှိနေတယ်ခင်ဗျအဲ့ဒါလဲသူတို့တို့စကြက်ကောင်းပဲနောက်ကျွန်တော်ဟိုဘက်မြောက်ဖက်ကိုကြည့်မယ်ဆိုရင်ဟိုလက်ကူအထွက်ဘာလားလေထီရလဲတကယ်ကွင်းပြင်းနေတယ်ကွင်းပြင်းဆိုတာစဘာတော်စဘာခင်းတွေနောက်ဟိုကမြေရိုင်းတွေနောက်အဲ့တစ်ဆက်ဆက်တဲ့ငါးကန်တွေရှိတယ်နောက်တစ်ခါကျွန်တော်တောင်ဘက်ကြည့်ပါရင်လဲဒီတောင်တကုံစက်မှုစုံတီးပေါ့နော်ဒီဘက်ဘက်အချမ်းမှာဆိုရင်ဇေကဘာဝင်းရဲ့ဘက်အချမ်းဆိုဒါလဲတကယ်ကွင်းပြင်းတွေပေါ့နော်ကွင်းပြင်းတဲ့တောစပ်နဲ့ရေတွေတဲ့ရှိတဲ့နေရာဒီinsect တွေထွက်ပါတယ်ဗျ။လေထုံတဲ့အခါမှာဆိုရင် insect ထွက်တယ်။နောက်ပေးတွေပိုင်းစိုက်ဖို့အတွက်ရိုးပြတ်တွေမီးရှို့တဲ့အခါမှာလည်းဒီ insect တွေထွက်တယ်။နောက်ငါးကန်ဒီရေရှိတဲ့နေရာမှာလည်းဒီ insect တွေထွက်တယ်။အဲ့ဒီအတွက်ကိုမြေနေရာကိုတော့အဓိကသေသေးချာချာလေးရွေးချယ်ရမယ်ဗျ။ဒါမှငှက်တွေအများကြီးနေလားငှက်တွေရှိလားပေါ့နော်။နေရာရွေးချယ်ခြင်းအရေးကြီးပါတယ်။ရွေးချယ်ပြီးမှစောက်တဲ့အခါလဲဒေါက်တာတင်းဆွေရဲ့ဇီဝစုံငှက်လှုပ်ဝက်ချက်အဲ့ဒီစာအုပ်သေချာလေ့လာပါနောက်ထပ်အုပ်သူထပ်ထွက်တယ်ခင်ဗျစီဝါပြေးစီဝါဆိုငှက်တိုင်းထုတ်လုပ်ခြင်းဆိုတာအဲ့ဒီမှာသေသေးချာလေးရေးထားပါတယ်ဒီငှက်တွေရဲ့သဘာဝဘယ်လိုဆောက်လုပ်ရမလဲဘယ်လိုထားပေးရမလဲပေါ့နော်အဲ့ဒီကျွန်တော်တို့သေချာလေးလာပြီးမှဒီဆောက်မယ်ဆိုတော့ဒီလုပ်ငန်းမအောင်မြင်ကြမရှိဘူးလို့ကျွန်တော်သုံးသပ်ပါတယ်ခင်ဗျကျွန်တော်ငှက်တိုင်းကိုတစ်လတစ်ကြိမ်ခွာပါတယ်တစ်လတစ်ကြိမ်ခွာတဲ့အချိန်မှာမာဂါတွေသေချာလုတ်ထားတဲ့ငှက်တိုက်တွေမှာအကောင်လေးတွေမရှိတော့ဘူးဆိုရင်ဒါသူတို့ဆုံးခွာတဲ့ငှက်တိုင်းလို့မှတ်ယူပြီးတော့အဲ့ဒီမာဂါကိုဖြုတ်ငှက်တိုက်လဲခွာပြီးတော့ကျွန်တော်တို့ကုန်ရမ်းနေနဲ့အသုံးပြုပါတယ်အဲကြောင့်တလားတစ်ချိန်ခွာခြင်းအဖြစ်အဲ့ဒီချိန်မှာငှက်အိမ်တန့်ရှည်ပေါ့နော်အိမ်တန့်ရှည်ဆိုတာငှက်ချီကျုံးပေးရပါတယ်တလားတစ်ခါငှက်ချီကမစင်လို့မြည်အမိုနီယမ်ဓာတ်များတဲ့အတွက်အဲ့ဒါကိုမကျုံးပေးရင်လည်းကျွန်တော်တို့ငှက်တိုက်ကမလှဘူးပေါ့နော်နည်းနည်းအညူအောင်ဖြစ်တယ်မဲချင်တယ်အဲကြောင့်ငှက်ချီလည်းပုံမှန်ကျုံးခြင်းအဖြစ်ကျွန်တော်တို့ငှက်တိုက်အဖြူကိုကျွန်တော်ရရှိပါတယ်အဖြူရောင်ပေါ့နော်ကျွန်တော်တို့အခုလက်ရှိကုန်ရမ်းပေါ့နော်ခွာပြီးရင်ကုန်ရမ်းဆိုရင်ကျွန်တော်တပိတ်သာ30လောက်ပေါက်ပါတယ်ကုန်ရောကြတော့ကျွန်တော်တို့ဟောပေါ့ကုန်ရောမှာ2မျိုးထွက်တယ်ခင်ဗျကျွန်တော်ဥပမာပြောရင်ဒီငှက်တိုက်က foundation ပေါ့နော်သူတက်သားနဲ့ကပ်ပြီးတော့ foundation ကိုဒီဆွဲနေအောင်လုပ်ရပါတယ်အဲ့ဒီ foundation ဆွဲပြီးတော့မှသူကအကာပေါ့နော်အကာကိုသူအမြင့်ရှည်နဲ့သူပြန်လုပ်ပါတယ်အဲ့ဒီတော့အမြင့်ရှည်ရဲ့အောက်က foundation ကအကြေတွေထွက်ပါတယ်ကျွန်တော်အလုပ်ရုံမှာကျွန်တော်တန့်စင်လို့ရှိရင်ဒီအကျိုးလို့ခေါ်တာပါနော်အကျိုးရှိရှိတန်တန် A class quality ကိုကျွန်တော် 40% ပဲရပြီးတော့ B class quality ကတော့အကြည်လူဖြစ်နေတာပေါ့ဒါပေမဲ့အာနိသင်ကတော့တူတူပါပဲဟိုအမြင့်ရှည်တာနဲ့အမြင့်တိုးတာပဲကွာတော့ပေါ့နော်အဲ့ဒီကုံကျိုးအနေနဲ့ရောင်းမယ်ဆိုရင်ခုလက်ရှိပေါက်စီကကျွန်တော် A class ပေါ့နော်အမြင့်ရှည်ကိုကျွန်တော်48သိန်းပေါ့တပိတ်တောင်ဟိုအမြင့်တိုးကြတော့ကျွန်တော်တပိတ်တောင်38သိန်းလောက်ပဲရောင်းပါတယ်ဒီကတန်းစင်တဲ့အခါမှာကျွန်တော်20% waste ဖြစ်ပါတယ်ခင်ဗျ။ဘာလို့ဆိုငှက်တိုက်တစ်ခုမှာငှက်အတောင်တွေပါလာတယ်။နောက်ငှက်ရဲ့ကလေးတွေရဲ့မစင်ပါလာတယ်။နောက်ဥကြေတွေပါလာတယ်။အဲ့ဒါအားလုံးကဒီငှက်တိုက်တွေမှာရောနေတဲ့အခါကျတော့ကျွန်တော်တို့ကတန်းစင်မှုလုပ်တဲ့အခါမှာအနည်းဆုံး20နဲ့25ရာခိုင်နှုန်းကရှုပ်ထိရော့သွားပါတယ်။အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ကထက်တွက်ရတော့နောက်လုတ်သမားကမီးဘူးရေဘူးနောက်ရေသန့်နဲ့ပဲကျွန်တော်တို့တန်းစင်ရပါတယ်။အားလုံးဒီဟာကိုကျွန်တော်အလုပ်ရုံကထွက်တဲ့ငှက်တိုက်ဆိုရင်ကျွန်တော်ဒါ FDA ရဲ့ထောက်ခံချက်ကိုလည်း2022ဒီဇင်ဘာမှာကျွန်တော်ရရှိပြီးဖြစ်ပါတယ်ကျွန်တော်လက်ရှိပေါ်50မီလီကိုကျွန်တော်4000နဲ့ရောင်းတယ်နောက်တစ်ခါ320မီလီကိုတော့ကျွန်တော်3000နဲ့ရောင်းတယ်ခင်ဗျနောက်က900မီလီပေါ့နော်900မီလီကိုကျွန်တော်4000နဲ့9000နဲ့ရောင်းပါတယ်ခင်ဗျကျွန်တော်တို့ကဒီငှက်တိုက်ကုန်ញမ်းထွက်လာပြီဆိုရင်ဒီငှက်တိုက်ကုန်ញမ်းကိုတူလောင်ထားလိုက်တော့ဗောနော်တူလောင်ထားပြီးရင်တစ်နေ့ဘယ်လောက်လုံနိုင်လဲကျွန်တော်
ဥပမာကျွန်တော်ဝန်ထမ်း15ယောက်ရှိတယ်ဆိုကျွန်တော်ဝန်ထမ်းရဲ့ညက်တိုက်တန်းစင်တဲ့နှုံသားတနေ့ကို2ချက်သားနဲ့3ချက်သားပေါ့နော်ထားပါဥပမာ3ချက်သားသူတို့လုံနိုင်တယ်ဆိုရင်ဒါလုပ်ငန်းချိန်7နာရီပဲကျွန်တော်တွက်တယ်3ချက်သားလုံနိုင်တယ်ဆိုရင်45ချက်သားကိုနှက်ဖြန်လူ15ယောက်ဆင်းမယ်ဆိုရင်မတိုင်မီညနေပေါ့ညနေမှာဒီ15ချက်သားကိုကျွန်တော်တို့ရေလေးနည်းနည်းစွတ်ပြီးတော့ဟိုလေးအုပ်ထားပါတယ်ပေါ်ဝါအဆူလေးနဲ့ဟိုဆိုတော့သူနူးထားလိုက်တာအုပ်ထားပြီးတော့ကျွန်တော်ဒီပလီစာထဲမှာတင်တယ်ဆိုရင်ထည့်ထားလိုက်တယ်အေးပြီးတော့သူပွားလာတဲ့မနေ့ကျရင်သူ့ကိုတာလိုက်ပေါ့နော်တရားကို3ချက်သားဝေပြီးတော့အဲ့ဒါတနေ့ကုန်သူတို့နှုတ်တယ်ဗျနှုတ်တဲ့ခါမှာလဲကျွန်တော်တို့ကသုံးတဲ့ရေကလည်းတရားကိုပိုက်ကောင်တစ်ခုထားပြီးတယ်ထားပြီးတော့တန့်စင်တယ်ရေလည်းများသုံးရပါရေများသုံးမှအညစ်ကြေးရဆင်တယ်ခင်ဗျညစ်ရဆင်ပြီးတော့နှုတ်ပြီးတဲ့လူကနေပြီးတော့ဟိုမှာပုံသွင်းတဲ့လူကိုပို့ပါတယ်ပုံသွင်းတဲ့လူကလည်းအကြေရဲ့ဒီအမြင့်ရဲ့ကိုသူ2မျိုးနှစ်စားထုတ်လုပ်ပြီးတော့ပုံမူသွင်းတာပေါ့နော်အဲ့ဒီမူလေးတွေကလည်းရှိပါတယ်ဘိတ်ဘက်မှာလိုက်လို့ရှိရင်ပေါ်ကွက်လေးတွေမှုသွင်းပြီးတော့ကျွန်တော်တို့အချောက်ခံပါတယ်အချောက်ခံရင်ကျွန်တော်တို့36နိုင်လောက် air dry နဲ့လုပ်ရတယ်တခြားအပူပေးတာတော့ပေါ့6ခံလို့ရှိရင်ငှက်တိုက်မှာပါတဲ့ဓာတ်တဘာဝကြီးရုံးနေမှာကြောက်တဲ့အတွက်ကျွန်တော်ပန်ကာနဲ့ပဲ6ခံပါတယ်ဒီခွက်နဲ့အချောက်ခံပြီးလို့ကင်လို့ဒီတိုင်းအလိုလောက်ဒီခက်နဲ့မကတ်တော့ကွာပြီးဆိုရင်ဒါ6တွေ့နေတဲ့ငှက်တိုက်ကုံရောရပါတယ်ဒီကုံရောဆိုရင်ကျွန်တော်အသင့်စားသုံးပြီးတော့ပေါင်းလို့ရတဲ့ငှက်တိုက်ဖြစ်တယ်ကျွန်တော်ဥပမာဆိုရင်99.5.9 လောက်တိကျွန်တော်တန့်စင်တယ်ဟိုမတိကြရင်ကျွန်တော်မှန်မှုနဲ့ကြည့်လိုက်လုံးဝအမှုံဝါမပါတဲ့အထီလုတ်ပေးပါတယ်ဘာလို့ရေများများနဲ့စကားချဖြစ်တယ်နောက်ကလုတ်တဲ့ဟိုအလုတ်သမားလေးတွေကလည်းကျွမ်းကျင်သူ့3နှစ်လောက်ရှိပြီဆိုတော့အရန်ကျွမ်းကျင်နေပါပြီကျမ်းမကြီးကတော့စောက်ဒီမှာလည်းရေးထားပါတယ်နိုင်ငံတိုင်းကလည်းတော်တော်ရေးထားပါတယ်အများကြီးတော့လူပြိုတော့ကျမ်းမာစီတယ်နောက်တစ်ခုကဒီအားရင်ပြည့်ဖြူဖို့အရန်လွယ်ကူတယ်ခင်ဗျဒါတိုင်းပေါ့နော်ဒီငှက်တိုက်ပြော့လေးပေါင်းရည်လူနာတွေတောက်ရင်လည်းလူနာအတွက်အားရှိတယ်နောက်တစ်ခါသူကဒီပရိုတင်းများတယ်နော်ငှက်ရဲ့တဘာဝဒီထဲမှာ24နာရီပြန်နေတဲ့ငှက်တွေဖြစ်တဲ့အတွက်အဆုတ်အားကောင်းတယ်အဓိကလေကျွန်တော်ကိုဗစ်အကြီးကျယ်ဖြစ်တော့ဆိုရင်ကိုဗစ်လိုင်းကိုဖြတ်တန်းတဲ့အချိန်မှာကျွန်တော်ငှက်တိုက်ဆိုကျွန်တော်ထွက်သမျှနေ့တိုင်းနှုတ်တဲ့ဟာအားလုံးဓာတ်ပေါင်းရတယ်ဓာတ်ပေါင်းပြီးတော့ဖြန့်တာတော့မလုံလောက်တော့ကျွန်တော် stock လည်းကုန်တယ်ဟိုလူတွေကလာပိတ်ဝယ်သွားကြတယ်တယောက်ကို90သားပဲကျွန်တော်ကုံကြောလေးပြတ်သွားတော့ဒီရသမျှကုံချမ်းကိုကျွန်တော်ဘိတ်ဘက်ကတော့မှားရတယ်ဗျမှားပြီးတော့ထုတ်အခုဆိုကျွန်တော်လာဝဲတဲ့ဖောက်တယ်များတက်ကြီးရွယ်ဦးတွေရယ်နောက်ပြီးတော့တိတ်ပြီးတော့အစာတိချမှုဝင်တဲ့တော့ပေါ့နော်အစာဝင်သောလူနာတွေအတွက်တော်တော်အရေးပါတဲ့စားတောက်တစ်ခုဖြစ်ပါတယ်အမြဲတမ်းလာဝဲတဲ့တချို့ကင်ဆာယောဂါတွေပဲအဲ့ဒါနဲ့ပဲသူတို့အသက်ရှင်တန်နေတာတဲ့ဒီငှက်တိုက်ကြောက်ပဲเนาะဒါသူတို့ပြောပြတာပေါ့เนาะတချို့ဆေးကန်းတွေအတိမိတ်ဆွေတွေကလည်းငှက်တိုက်တောက်မယ်ဆိုရင်ကျွန်တော်ရန်ကုန်ဘက်နဲ့မှာတောက်ဝင်လိုက်ကျွန်တော်တို့ရေနဲ့ငှက်တိုက်2မျိုးတည်းပဲပေါင်းထားတော့ငှက်တိုက်ဖြစ်တဲ့အတွက်တကယ်သဘာဝငှက်တိုက်လည်းဖြစ်ပါတယ်အဲကြောင့်မို့ကျန်းမာရေးအတွက်ဆိုရင်တော့ပြောစရာကြီးအများကြီးပဲသူမှာပရိုတင်းဓာတ်တွေလည်းအများကြီးပါတယ်သူနောက်ဆုံးဂျပန်ကဟိုမိတ်ဆွေတွေပေါ့เนาะသူဂျပန်မှာလောက်တော့လည်းပြန်လာတယ်ဆိုနမူနာတွေယူသွားပြီးတော့အခုအလောက်ကုန်ပစ္စည်းတွေကိုထုတ်လုပ်ဖို့လုပ်နေကြတယ်ချွတ်နိုင်ငံထွက်တောင်ထွက်နေပါ යි ခင်ဗျညက်တိုင်းနဲ့ဒီစခင်ပေါ့နော်လူရဲ့အသားရည်စူပြအောင်ဆိုအဲ့ဒါတွေထုတ်နေပါပြီအဲကြောင့်ဒီညက်တိုင်းရဲ့အာနိသင်ကတော့လေးလာတော့အများကြီးရှိတယ်ခင်ဗျအဲ့ဒါကြောင့်မို့လဲကျွန်တော်တို့ဆိုမနေ့တိုင်းတောက်တာသူကအစားတောက်လည်းဖြစ်တဲ့အတွက်ရှင်းပြောရင်ပေါ့နော်အကြံပြုချင်တာတော့ဈေးကြီးတယ်ဆိုရင်မဲ့လေကော့ကူအတန်းစင်မဲ့ဆိုတပိတ်သားမှတစ်ချက်သားမှ2000လောက်ရှိတာတကြက်သားပေါင်းရင်ကျွန်တော်ခပ်ပြစ်ပေါင်းရင်900မီလီလောက်ရတယ်အဲ့ဒါကိုတမလက်ကို3စွန်းလောက်တောက်မယ်ဆိုရင်ကျွန်တော်အဲ့3စွန်းကိုရရည်1စွန်းနဲ့တောက်တယ်မော်နီတိုင်းပေါ့နော်ဘရိတ်ဖတ်တယ်မှာထည့်လိုက်လို့ရှိရင်လည်းတော်တော်ကောင်းတဲ့စားတောက်လို့ကျွန်တော်ထင်ပါတယ်ကျမ်းမိုက်တွေလည်းကောင်းတယ်သူတခြားဘာမှဟိုဆိုးကျိုးမပေးတော့ side effect ဘာမှမရှိတဲ့စားတောက်လို့ကျွန်တော်သိတဲ့လောက်ပြောပြတော့နော်ကျွန်တော်ဆယ်ဟုံမှုပဲလေကျွန်တော်နေ့စဉ်စားသုံးနေတဲ့အတွက်ကျွန်တော်တို့အတွက်ကအဆင်ပြေတယ်ခင်ဗျအေးရပြတ်တာဘာညာငှက်တိုက်တစ်ခွက်တောက်လိုက်လို့ရှိရင်လမ်းသလိုခံစားရတယ်ကျွန်တော်ဒီလုပ်ငန်းကိုလေးလာပြီးတော့ဟိုလုတ်ကင်နေတာအရင်စလုပ်တော့ကတော့ရန်ကုန်မှာငှက်မရှိဘူးဟိုဘာလို့မွေးတာလဲငှက်မဝင်ဘယ်လိုလုပ်မလဲဆိုကျွန်တော်တို့ကဒီငှက်အိမ်တစ်ခုဆောက်ရင်စိတ်ရှည်ရတယ်ကျွန်တော်ငှက်အိမ်ဆို4လမှတက်အိတ်တာဝင်လိုက်ထွက်လိုက်နဲ့သူတုံးနဲ့ဒီကျွန်တော်ငှက်အိမ်မလာမအိတ်ဘူးအဲဆိုဒီငှက်အိမ်စားဆောက်တော့လည်းဒီပတ်ဝန်းကျင်မှာရှိတဲ့ငှက်တွေကဒီလိုငှက်အိမ်နဲ့နေတဲ့အလေးထားမရှိသေးလို့ကျွန်တော်ယူဆတယ်လေကျွန်တော်တင်ရင်ဒေါက်တာတင့်ဆွေကစိတ်ရှည်ထားပါသူတို့လာပါလိမ့်မယ်6လပြည့်လောက်မှသူတို့ငှက်တင်စဆောက်အဲတော့ဒီတိုင်းစောင့်နေရတော့ဗောနော်ဒါ
ဒါပေမဲ့ကိုလုံးဆိုင်ရှိတာကတော့သူတို့ရဲ့ဟိုဟာလေးတွေတေချာလုတ်ပေးနေသူလာပြီးဆိုတဲ့အချိန်မှာဆွဲပြီးနေပြီးဆိုရင်သူမိသားစုအုပ်စုတစ်ခုပေါ့နော်ဒီငှက်တွေကအုပ်စုဖွဲ့နေတာတော့ငှက်900လောက်ကနေပြီးဆိုရင်ခဏလေးပွားဖို့ကမခက်တော့သူ့တခြားအနောက်ရှက်တွေမပေးနဲ့ပေါ့နော်တေချာထားရင်သူက900ကနေ1000ကနေ1500အခုကျွန်တော်ငှက်အိမ်မှာဆိုငှက်တိုက်ဘာလို့ရှိတာပေါ့2500လောက်ရှိတာငှက်ကောင်9000လောက်နေတယ်လို့ယူဆရတော့နော်နောက်သူတို့ရဲ့တက်တန်းလည်း15နှစ်လောက်ရှိတယ်နောက်ငှက်တွေကပေါက်လာပြီးမဒန်းလေးတွေဖြစ်နေတယ်သူက8လလောက်ဆိုသူတို့ကရှင်းပြောရင်ပေါ့တော့ဟိုအရွယ်ရောက်တဲ့ငှက်တွေဖြစ်သွားတဲ့အတွက်ငှက်ရဲ့ပွားနှုန်းကများပါတယ်ခင်ဗျများတဲ့အတွက်မွေးတင်တဲ့လှုပ်တင်သောစီဝိုင်းတစ်ခုလို့လည်းကျွန်တော်သုံးသပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့